ကဘာပေါ်ကလူသူမနီးတဲ့အန်ဒီရဲ့အရှိဆုံးနေရာ၃ခုအကြောင်းဒီနေ့မှာတော့ကဘာပေါ်ကလူသူမနီးတဲ့အန်ဒီရဲ့အရှိဆုံးနေရာ၃ခုအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1မွေကျွန်း Snake Island or Ilhada Queimada Grande ဘရာဇီးနိုင်ငံဒီကျွန်းကဘရာဇီးကမ်းခြေအလွန်မှာရှိပြီးကမ္ဘာအန်ဒီရဲ့အရှိဆုံးနေရာတွေထဲကတစ်ခုပဲဖြစ်ပါတယ်ဘာလို့အန်ဒီရဲ့ရှိတာလဲဒီကျွန်းပေါ်မှာကမ္ဘာအစိတ်အပြင်ဆုံး Golden Lancehead မွေတွေနေထိုင်ကြလို့ပဲဖြစ်ပါတယ်။ကျွမ်းကျင်သူတွေရဲ့ခံမှန်းချက်အရ10 စတုရန်မီတာမှာမွေတစ်ကောင်နှုန်းရှိနေတတ်ပါတယ်။လူသူမနီးရခြင်းအကြောင်းရင်းဒီမွေရဲ့အစိတ်ကလူအသားဆိုင်တွေကိုအရေးပျော်ကြစေနိုင်လောက်အောင်ပြင်းထန်ပါတယ်။ဒါကြောင့်ဘရာဇီးအစိုးရကဒီကျွန်းပေါ်ကိုဘယ်သူမှပေးမတတ်ဖဲတင်းတင်းကြပ်ကြပ်ပိတ်ပင်ထားပါတယ်။လှပတဲ့ကျွန်းကလေးလိုထင်ရပေမဲ့ခြေတလုံးမားတာနဲ့အသက်ဆုံးရှုံးနိုင်တဲ့နေရာပဲဖြစ်ပါတယ်။